就 IGCSE ဆောင်ဝင်ပြီးသွားပြီဆိုတော့နောက်တစ်ဆင့်ပါဆက်တက်မယ်ဆိုတော့ IGCSE ပြီးသွားရင်နောက်တက်ကတူတက်ဖို့အတွက်တက်မဲ့လမ်းကြောင်းတွေကတော့အများကြီးရှိတယ်ဒါပေမဲ့ဒီနေ့ဆရာကတော့လမ်းကြောင်း၃ကြောင်းကိုအဓိကရှင်းပြပါမှာဖြစ်ပါတယ်နံပါတ်1 A level ကကြတော့ကိုက academic ဘက်မှာထူးချွန်ပြီးတော့ university ကောင်းကောင်းတက်ချင်တယ် research ဘက်မှာစိတ်ဝင်စားရဆိုရင်တော့ A level ကတော့တင့်တော်တဲ့ option တစ်ခုဖြစ်တယ်ဆိုတော့ A level မှာကကြတော့ကိုတက်ကတူကြရင်လိုအပ်တဲ့ education level တွေအကုန်အပြည့်အဝတင်ပေးတာဖြစ်တဲ့အတွက်ကြောင့်ဒီ A level ကလည်း suitable option တစ်ခုဖြစ်တယ်နံပါတ်2 foundation တချို့ကျောင်းသားတွေကကြတော့ဒီတက်ကတူကိုမြန်မြန်တက်ချင်တဲ့အတွက် shortcut အနေနဲ့ foundation ကိုတက်ကြတယ်ဆိုတော့ဒီ foundation ကကြတော့အချိန်တိုအတွင်းဒီတက်ကတူအတွက်လိုအပ်တဲ့ education level ကိုလည်းတင်ပေးတဲ့အတွက်ကြောင့်ကျောင်းသားအချို့ကကြတော့ဒီfoundation ကိုအချိန်မြန်မြန်နဲ့ပြီးကျင်တော့တက်တဲ့သူတွေလည်းရှိရပေါ့နံပါတ်3 OSSC ဆိုတော့ OSSC ကကြတော့ဒီ Canadian based education ဖြစ်ပြီးတော့သူက A level လို့2နှစ်မတက်ချင်တဲ့သူတွေအတွက်ပေါ့OSS တွေက6လ10လလောက်နဲ့အပြီးဒီတက္ကသိုလ်အတွက်လိုအပ်တဲ့အရေးချင်းတွေအားလုံးသင်ပေးပြီးတော့အပြီးဖြတ်ပေးနိုင်မဲ့ option တစ်ခုလည်းဖြစ်တယ်ပြီးတော့ OSS တွေကလည်းတခြား education system တွေနဲ့တန်းတူနိုင်ငံတကာကလည်းသူ့ကိုလက်ခံပေးရတဲ့အကြောင်းကျောင်းသားအများစုကလည်းအဲ့ဒါကိုရွေးချယ်တဲ့အတွက် popular option တစ်ခုလည်းဖြစ်ပါတယ်ဆိုတော့IGCSE ပြရတဲ့ရွေးချယ်စရာလမ်းကြောင်းတွေကလည်းဒီ၃ခုတည်းမဟုတ်ပါဘူးအများကြီးလည်းရှိပါတယ်ဆိုတော့ကိုဘယ်လမ်းကြောင်းရွေးမလဲဆိုတာကိုသိချင်တော့ကိုရဲ့ရည်မှန်းချက်ကိုရဲ့ passion တွေကိုတေချာစဉ်းစားပြီးတော့ရေရှည်မှာကိုဘာလုပ်ချင်လဲဆိုတာကိုတေချာစဉ်းစားပြီးတော့မှရွေးချယ်တင်ပါတယ်ဆိုတော့တင်းရဲ့ future path တွေအတွက်အကြံဉာဏ်လိုအပ်နေတယ်ဆိုရင်တော့ကျွန်တော်တို့ EduBridge Online Tutoring Center မှာအခက်မဲ့လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ဗျ